မှကြည့်ပါအောင်ကျမတို့ကြိုက်ထီးရဲ့ရာသီဥတုကအဲ့လိုမျိုးမြူရီဆိုင်ပြီးတော့ညနေအခုဆိုရင်ဒါ6နာရီခွဲပေါ့နော်မြူရီဆိုင်ပြီးတော့လေအဲ့လိုမျိုးအရင်ဆိုရင်ဒီစောင်းရဒီမှာလာတဲ့ပုံစံ vibe မျိုးမဟုတ်ဘဲနဲ့အခုဒါမိုးရင်းမှာအဲ့လိုမိုးပွားလေးတွေနဲ့အဲ့လိုမြူရီဆိုင်ပြီးတော့ဒါဖျားပလဲနေတာပေါ့နော်အဲ့လိုကြီးလေးမှာကတ်မယ်ဒါရွတ်ဖတ်တဲ့အခါမှာအရင်ဆင်ပြီးတော့ဒါအခုရိုးရိုးလေးကတော့လာတိုင်းတင်းနေကြတယ်အခုလည်းဒီအကိုကဒီတစ်ခါရိုးရိုးလေးမှာလုံးဝဖျားမပြီးရကိုရဲ့စပေါ်လာလည်းရောက်လာတာမချီကိုကောင်းလိုက်တာမြူရီနဲ့အော်မပြုတ်လိုက်တာရှင်အော်အခုချင်းမြူရီချက်ချင်းဝါဖြစ်သွားပြီနော်သူမတို့ရဲ့ကံပေါ့ကျမတို့အခုရိုးရိုးလေးကိုရောက်နေပါတယ်ဒါမိုးရသည်ရဲ့တိုက်ကြီးရိုးခီးစင်လေးပါအရန်ချစ်စရာကောင်းတယ်ဒီမှာကျမမဟမ်အဲ့ဒီမှာလူကူလေးငါပေါ့ဒါပေမဲ့အခုကခုနမိုးရိုင်းမိုးတွေကပြအခုမိုးတိတ်သွားပြီဒါပေမဲ့ကိုကအေးဝစ်ထားပြီးတော့မှကြည့်အောင်အမလေးထူးကြလားဒီဟာလက်ကလေးပြောင်းနေတာကျမနော်ဘယ်လူကူလေးကတော့ပါလူကူလေးကတော့ပါကောင်းလိုက်တာကဲငါသိတယ်နော်ဒါရင်းမြင်းတော်ပေါ်မှာပါတောင်းဆိုအမေဆိုတောင်းဆိုမြောက်ရောက်တဲ့အဖွဲ့ပါဟုတ်ပါဘယ်သူရုံမှလဲဟုတ်စိတ်ကြီးခဏခဏလာမယ်ဒီရာဒီဥတွေကအရင်မသိဘူးအဲ့လိုရမ်းနေလို့ကောင်းတယ်လူတွေလည်းရှင်းပြီးတော့လေညာအေးစေးကတော့လို့ရတယ်မိန်းကလေးတွေရဲ့ဆိုအကြောင်းပေါ့ဝရတော့ရုံးမှာအမျိုးသားတွေကလည်းကျမတို့ကြည့်မသိတော့ဒါစီရောခုနမြူတွေနဲ့နော်ခုမြူတွေမရှိတော့ဘူးညကြိုင်ဒီမှာပြန်ပူဇော်ပါမယ်ပြီးရင်ဒီလည်းပူဇော်ပါမယ်လက်ကြိုင်လည်းတက်ကြီးလေးပါကပ်ပါမယ်ရှင်အသားရည်လည်းဖြစ်တယ်ပြီးတော့အဖျားဘူးလည်းနေတယ်အဲ့တော့ကြောင့်ဒါအဖျားအေးစေးပူဇော်ဝတ်ပြုလို့ရတယ်လက်ကြိုင်လည်းတက်ကြီးလေးပါကပ်ပါမယ်ဒါတကယ်ကတော့ရှင်းနေပြီဒါတကယ်အခုဆိုမိုးလည်းလုံးဝတိတ်သွားတာနော်လူတွေမရှိတော့ပြောလားမရှိတော့ဘူးဒါတော့တွေနဲ့ရမ်းတယ်ဒါဘာမှမိုးရည်ကိုတော့ပထမဆုံးရောက်တာနည်းနည်းချင်းစားရသည်အမေချိုးရေဓမ္မမိတ်ဆွေတွေမမညီမတို့ဖုန်းညီမတို့ဖုန်းတက်ကြီးလေးပါကပ်ပါမယ်။ဟောကြောမေတ္တရနဲ့အညာနဲ့ဒီမောမေတ္တမောမေတ္တနဲ့ကကုတံကောနာကထွားဘောရမမြတ်စွာဘုရားနဲ့ဘာလို့ဒီရမြတ်စွာဘောရမမြတ်စွာနဲ့ရှင်းတိုင်းတော့ဆိုတော့ကပ်ရှိရှင်းမောတယ်နဲ့တို့အားပြီးတော့ဒီအာယုံကတော့အခါလေးလို့အားပြီးတော့နော်ကျေဒီအောင်မိုးကြီးဆိုပြီးတောင်းရတယ်မလို့နော်ဘောကတော့ပြင်ကျင်းတော့တပွဲလက်ဖက်တော့တပွဲလက်သက်သက်လေးတော့အချုံဖို့လုံးဝမထည့်ဘူးနော်လက်ကမမမလောက်ရသေးဘူးဒီနေ့ဘာမလုပ်ရဒီနေ့ဘာမလုပ်ရဒီတနားရအတွင်းလားဒီရက်ပေါ့ဒီရက်ပိုင်းဘာမလုပ်ရသေးသင်္ကန်းဆက်ပဲနော်မအချုံဖို့လုံးဝမထည့်နော်ချုံဖို့ကျမကိုမစားတာကျမတို့စိတ်မှာလုံးဝချုံဖို့မသုံးဘူးပြီးပဲအချုံဖို့မစားအောင်နော်နန်းမအဲ့တော့လည်းလေးကောက်တဲ့တဲ့မမြင်ချက်လေး